မဲဆုံးနေနဲ့ကျမကိုတတိယစီခြင်းတယ်အဆင်ပြေလားလို့ရှင်မေးလိုက်တဲ့အချိန်မှာပဲကျမအသေးဒိုးရိုပေါက်ဖြစ်သွားတာပဲရှင်စိတ်လိုလက်ရရှိတဲ့အခါတင်းနဲ့ဘောလုံးလိုအဝေးကြီးကိုရိုက်ထုတ်နိုင်တယ်ရိုးရာနဲ့ကိုရှင်ထုတ်ဆောင်မှုထိချောင်းလေးဖြစ်နိုင်တယ်ရှင်အတွေးပြတွေခောက်ချလိုက်ဖို့ပြာကန်ကွက်တစ်ခုလည်းဖြစ်နိုင်တယ်ရှင်ဘာတွေကိုရင်ခုန်တယ်လဲအသေးကိုဆုပ်ဖြဲပြီးမြေမှာကျဲကြည့်လိုက်တောင်နှမ်းဖြစ်လိမ့်မယ်မိုးပေါ်ပြစ်တင်ကြည့်လိုက်တိမ်ဆိုင်ဖြစ်လိမ့်မယ်ရှင်သိလားကျမအသေးကမိရထားတန်လန်းတွေလိုလဲမာကြောတယ်ခိုင်ခန့်တယ်တေချာမှုရှိတယ်အတူရှင်တွင်ခရီးဝေးကြီးထိရအောင်သွားဖို့အားရလည်းရှိတယ်ရှင်လိုရှိအောင်မယ်ဆိုရင်ရှင်သဘောကျတဲ့မိန်းကလေးအတွက်ဒီလီယာတစ်စီးလည်းဖြစ်နိုင်သေးတယ်သိမခတ်ပါဘူးရှင်ကျမစီမရောက်တော့မှကျမရှင်စီမလာဖြစ်တော့တာဘာအရေးလဲကျမအသေးရေးဖြန့်ကျဲရှင်ပေးနာထားပေးခဲ့ပြီပဲညာကြီး